အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်အခုဒီ Zone G1 X4 ကိုကျွန်တော်နည်းနည်း review လုပ်မယ်ပေါ့နော်တူတူဆန်းဆန်းလေးအမှားတော့ဒီဟာတော့အများအဖြစ် guitar effect ပေါ့နော်ဒါပေမဲ့ခုကျွန်တော်သူ့ကိုဆိုင်းနဲ့ bass color change ထားတာပေါ့နော် bass color change ထားတယ်အဲ့ဒါ review တီးပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုတီးပြမလဲဆိုတော့ဒီ effect ထဲကချိန်ထားတဲ့ bass အတန်နဲ့ effect ထဲကမဟုတ်ဘဲနဲ့ဟို speaker နဲ့ direct အတန်နှစ်ခုကိုရှင်ပြီးတီးပြမယ်အဲ့တော့ကျွန်တော်အရင်ဆုံးဟို speaker နဲ့ဟာအရင်တီးပြမယ်နော်သူ speaker ကြိုးကဒီမှာထိုးထားရပါတော့အဲ့တော့အခုကဒီ effect ထဲကဟာမဟုတ်ဘူးနော်ဟို speaker နဲ့ direct တီးပြမယ်โอเคအခုတီးနေတဲ့ဟာတော့ဟို speaker နဲ့ direct join ထားတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်အခု effect ကအတန်နဲ့တစ်ခါတီးပြမှာပေါ့နော်အဲ့တော့အခုန speaker ကျိုးကိုဒီ effect မှာ join လိုက်မယ်โอเคအဲ့တော့ကျွန်တော်ချိန်ထားတဲ့နေရာမှာ56ခုလောက်ပို့လို့ထားပါနော်အဲ့တော့တစ်ချက်တော့ကြည့်မယ်အဲ့ကျွန်တော်ခု56နဲ့စကြည့်မယ်ဟုတ်မှာ input ကြုံမထိုးရသေးဘူးโอเคအခုအတန်ထွေးတဲ့ဟာတော့ဒီ effect ကပေါ့နော်ဒီမှာခုန speaker ကြိုးထိုးထားတဲ့ဒီမှာဟိုဟာ guitar ထဲကိုတွားတယ်โอเคဒါကတော့ effect ကအတန်ပေါ့နော်အဲ့တော့ကျွန်တော်ထင်တော့ဒီ effect ကအတန်ကတော့တချင်းပုံမှာမူတည်ပြီးမှ light ဖက်တဲ့အတန်လေးတွေ light တင်းတော့ပိုကောင်းမှာပေါ့နော်အဲ့တော့56 not ခုတီးကြည့်မယ်နည်းနည်းပါးပါးစင်တူပုံစံပဲဒါမဲ့ပိုလိုထားပါနော်နောက်58နောက်တစ်ခုကျွန်တော်ပို့လို့ထားတဲ့ဟာ58နောက်ခုရှိတယ်မင်းတင်နေရှိတယ်လားโอเคနောက်ဆုံးတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်အထင်တော့ကျွန်တော်ကဒီဟာတော့ဟိုနည်းနည်းမီဒန်နဲ့ပတ်သက်ဆန်တဲ့တချင်းတွေတီးပို့လိုက်မလားလို့ကျွန်တော်လည်းတိတ်နားမနေဘူးတီးကြည့်မယ်
တော့ဟွာကျွန်တော်ချိန်ထားတဲ့ဟာပေါ့နော်ကျွန်တော်ကသူ့ကိုဘာတုံးလဲဆိုတော့ဒီspeaker ကို Fender ကိုတုံးထားတာပေါ့နော်အကုန်လုံးဒီပါပဲ Fender အောက်တုံးထားတယ်အဲ့တော့ဖြစ်နိုင်တော့ကိုကြိုက်တဲ့ draw ဒီမှာထည့်လို့ရပါတော့နော်အပြင်းစားသူ့ထဲမှာ speaker USB အများကြီးရှိတယ်ပြီးလို့ရှင်တဲ့ delay တွေပါဒီပေါ့နော်ထပ်ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာတော့ effect ကချိန်ထားတဲ့ bass ဆန်းပြတာဖြစ်တယ်ပေါ့အဲ့တော့ဒီကျွန်တော်ရှစ်ဘာတမဆုံးတီးပြတဲ့ဟာတော့ဟို speaker နဲ့ဟုတ်တယ်ပေါ့နော်အဲ့နောက်ပိုင်းတီးတဲ့တောက် shot တော့ဒီ effect ကဖြစ်တယ်ပေါ့နော်အဲ့ဒါတစ်ချက်လောက်ရှင်းနားထောင်ပြီးမှ recommend ပေးပါလို့အဲ့တော့ကျွန်တော်ဒီဟာကို bass ပြီးပြီဆိုတော့ဟိုဒုတိယပိုင်းအနေနဲ့ electric guitar ကိုနည်းနည်းဆန်းပြပါပေါ့နော် electric guitar ကိုဆန်းပြမယ်အဲ့တော့ electric guitar ဆိုတော့ဟို guitar နဲ့ပတ်သက်တဲ့ချိန်ထားတဲ့နေရာမှာတွားကြည့်လိုက်မယ်နော်ဟို clean တိုင်းဆန်းပြမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်တစ်ခု drive ကိုတီးကြည့်မယ်ဒီကတော့ drive ပေါ့နော် drive ချိန်ထားတာခုနရှေ့မှာ bass ကင်ထားတော့လက်ကထုံတီးရတာအဆင်ပြေအဲ့တော့ကျွန်တော်နောက်တစ်ခုအဲ့တော့ကျွန်တော်ဒီ effect ကိုတော့အများကြီးကျွန်တော်ဟိုနည်းနည်းပို့လို့ပြောရမှာဟိုနည်းနည်းပြုတ်လေးချိန်ထားတယ်ပါဆိုတော့အထူးသဖြင့်ဒီဖျားချောင်းတွေမှာ worship တစ်ရှင်းမှာတုံးဖို့နော်
နောက်တစ်ခုကဟို vamp ချက်ကြည့်ဦးမယ် Okay အဲ့တော့ကျွန်တော်ဒီဟာကို on လုပ်လိုက်မယ်ကျွန်တော်သူကနည်းနည်းပြော့လဲချိန်ထားတယ်ဘာလို့ဆိုတော့သူ့ကိုဖျားเจ้าမှာတောင်းဖို့မနော်ဒါလောက်ပဲအများကြီးတော့မချိန်ထားဘူးခလင်းရတော့လက်ကတို့ထောက်ဒါလောက်ပါပဲအဲ့တော့ဒီ effect ကကျွန်တော်ရှေ့မှာ bass line နဲ့အခု guitar line ပေါ့နော်ကျွန်တော်ဆိုင်းချိန်ပြီးမှဆိုင်းပြတာဖြစ်တယ်အဲ့တော့ဒီမှာနားထောင်ပြီးမှ recommend ပေးပါအားလုံးကျေးဇူးတင်ပါတယ်